Hello အားလုံးပဲမင်္ဂလာပါရှင်အင်ဂျဲ vlog လေးတွေမတင်လာကြပြီပေါ့နော်ဒီနေ့ vlog လေးကတော့ဒါတိုင်းနာကျွော်မှာကျင်းပပြုလုပ်ခဲ့တဲ့ကရင်နှစ်သက်ကူပွဲတော်နေမှာပေါ့နော်ကျဲဒါကရင်ရွရအင်ဂျီလေးနဲ့ရှူရှောင်းမဲ့ vlog လေးပဲဖြစ်ပါရဲ့ရှင်ဒါကတော့ဒီနေ့အတွက်ထူးထူးဆန်းဆန်းစပင်လေးကတော့ဒီလိုမျိုးစမီးလေးနဲ့ပေါ့နော် reggae style လေးဒါလုံနေရဖြစ်ပါတယ်ရှင်ကျရန်သဘောကြပါတော့တခါမှဒီလိုစပင်မျိုးမလုပ်ဘူးဆိုတော့လေစပင်လုပ်တာကိုတော်တော်ချိန်ကြပါတယ်ပြီးတော့ကဲဒါစပင်လုပ်ပြီးသွားပြီဆိုတော့ကျမိတ်ကပ်စားပြီးတော့လူမဲ့ပေါ့နော် natural face ပါရှင်ကျမရဲ့ဒီစကင်ရအောင်လို့တော်တော်ကဲထားရတာပါကျတို့ပွဲလျှောက်ရမယ့်အချိန်က10နာရီခွဲလောက်မှဆိုပေမဲ့ပေါ့နော်မိတ်ကပ်လိမ်မှုရှိရရောပြီးတော့ဒီလိုနှစ်တစ်ကူးနေဆိုရင်လူတွေရမ်းများပြီးတော့ကားလမ်းနေပိတ်သက်တာတော့အကြောင်းကျတိုင်းနာကြီးရွာကို6နာရီကျော်လောက်ဆိုရရအောင်သွားလိုက်ပါတယ်ဒါကတော့အကြောင်းမိတ်ကပ်လာဆောင်လိမ့်ချိန်ပြီးနေမိတ်ကပ်ချူလေးဖြစ်ပါရဲ့ရှင်ကျတို့ဒီနေ့လျှောက်ရမယ့်ပုံစံလေးကကြတော့လေလုံးဝသူကအခြေပေါ့နော်တကယ်ကိုမှ fashion ဖြစ်လေးဆိုတော့makeup look လေးရလဲပုံမှန်လိမ့်နေကြနဲ့မတူဘဲနဲ့ကွဲပြားနေရပေါ့နော်ဒါလေးကတော့အကုန်လုံးလိမ့်ချိန်ပြီးသွားလို့ setting spray ဖြန်းနေရဖြစ်ပါတယ်ဒီ makeup look လေးကိုသဘောကျရပေါ့နော်ပုံမှန်ကျတို့လိမ့်နေကြလေးနဲ့လုံးဝမတူဘဲနဲ့ spin style လေးနဲ့ makeup look လေးနဲ့အရန်ချိမိကွေးဖြစ်နေရပေါ့နော်ဒါရင်တော့အင်ဂျယ်အင်းကြီးလေးပါမယ်ရှင်ဒါလေးကတော့အင်ဂျယ်ဝေးရမယ် outfit လေးပါပြာလေးပေါ့နော်အင်ဂျယ်နဲ့အမြဲကန်ဆက်တဲ့ရောင်လေးဒါကတော့ကျွန်မအခွေလေးပေါ့တကယ်ကဒီငွေမောင်းကွင်းရပါတော့စပင်မလုတ်ခင်မှာရင်စွတ်ရမယ့်ဟာကိုစပင်ကြီးုံမေ့ပြီးလှုပ်လိုက်မိပြီးတော့ချက်စမီးနဲ့ကြီးပြီးတော့ခေါင်းကမတော်တော့မစွတ်မရတော့ဘဲနဲ့ကျမငွေမောင်းကွင်းမပါဘဲနဲ့စမော်တက်လိုက်ရပါတယ်အဲ့တော့ငွေမောင်းကွင်းဝေးမရမယ့်အတူတူကိုအင်းကနေပြီးတော့ဝက်လာတဲ့ platinum ကွင်းလေးကိုပဲဝေးပြီးတော့ hammer pick လေးစမော်တက်သွားပါတယ်ဒါကတော့စမော်မတက်ခင်မှာကျတို့လှပုံရိုက်နေရဖြစ်ပါတယ်ဒီနေရာလေးဆိုရင်အရန်လှရပေါ့နော်နောက်ကလူလေးနဲ့တိအဲ့လိုတစ်ပင်လေးနဲ့တော်လေးနဲ့တကယ်မိုက်တယ်ပေါ့နော်ကျဒီနေရာလေးကိုသဘောကျတယ်ဒါလေးကတော့ကျတခါမှမဝေဖူးသေးတယ်ကရင်ရွာအင်းကြီးလေးကိုမှ crop top ပုံစံမျိုးလေးနဲ့စကတ်ကလေးနဲ့ဒါတကယ်မိုက်တယ်ကျအရန်သဘောကျရပေါ့နော်ဒါလေးကတော့ကောင်မလေးတယောက်ပေးများပေါ့ရှင်သူပါပေါ့နောက်မှလည်းလူတွေအများကြီးပဲတကယ်ကိုလေကျတခါမှဒီလိုနှစ်တစ်ကူးနေတခြားတိုင်းသားတွေရဲ့နှစ်တစ်ကူးနေလို့ပါလို့ဆိုရင်လေအဲ့လိုမျိုးမကြုံဘူးတော့လေတကယ်ပြောကြကြီးအိန္ဒိယဆိုရင်ကရင်တိုင်းသားလူမျိုးတွေအများကြီးပဲကရင်ဝတ်စုံလေးတွေနဲ့တကယ်ကိုပြောဖို့ကောင်းတယ်ဒါကတော့အင်ဂျယ်တို့စပြီးတော့ရှူရှောက်ကြပြီပေါ့နော်ဒါကတော့ကရင်ရွာဝတ်စုံလေးအများကြီးနဲ့ဒီအောင်စုခမ်းမိုင်းကျတို့ရှူရှောက်ကြဖြစ်ပါရဲ့ရှင်ကျတို့ရဲ့ဒီကရင်ရွာဝတ်စုံတွေကိုလှပဆုံးချုပ်လုပ်ပေးထားတာကတော့ဒီဇိုင်နာစတော်စင်ဦးပဲဖြစ်ပါတယ်မိတ်ကပ်ကတော့မိတ်ကပ်ဂျူးဖြစ်ပါရဲ့ရှင်ဒါကတော့တယောက်ချင်းစီလေးပေါ့နော်တယောက်ချင်းစီလေးရဲ့ show round လေးဖြစ်ပါတယ်အခုကတော့အင်ဂျယ်လေပဲဖြစ်ပါတယ်အင်ဂျယ်မနိုင်ပြောရရင်ရှိုးလျှောက်တာတွေနားထားတာကြာပြီပေါ့နော်ဒါကတော့2025ရဲ့မိုင်ကျပထမဆုံးပြန်လျှောက်ဖြစ်တဲ့ရှိုးဖြစ်တယ်ပေါ့နော်ပထမဆုံးလျှောက်တဲ့အချိန်မှာပဲတိုင်းသားဝတ်စုံလေးနဲ့ဒါတိုင်းသားရဲ့နှစ်တစ်ကူးနေလေးမှာပြန်လျှောက်ဖြစ်တာဆိုတော့အမှတ်တရရမ်းဖြစ်ပါတယ်ပြီးတော့အယောင်ကလည်းအင်ဂျယ်ကိုတော်တော်များပေါ့နော်အင်ဂျယ်ဆိုတာနဲ့ပြေးမြင်ကြတယ်အယောင်လေးပေါ့နော်အင်ဂျင်နဲ့ဒီအပြာနဲ့ကိုလည်းလိုက်တယ်လို့ခံစားရတယ်တော်တော်များလည်းဒါလိုက်တယ်လို့သတ်မှတ်ထားကြတဲ့အယောင်လေးနဲ့ဆိုတော့ပို့ပြီးတော့မှတ်တရဖြစ်ပါတယ်ဒါကတော့ရှိုးရဲမှာပေါဝင်လျှောက်ပေးကြတယ်တခြားကရင်တိုင်းသူညီမလေးပါချစ်စရာလေးပေါ့
အခုကတော့မော်ရီအားလုံးရှောက်လို့ပြီးသွားပြီပေါ့နော်ပွဲပြီးသွားတဲ့အချိန်မှာဒီနေ့ fashion show ဝဲရဲ့အဓိကပဲကန်ရှင်ဖြစ်တဲ့ဒီဇိုင်နာစတော်စင်ဦးပေါ့နော်အကိုကိုပန်းစည်းပေးတဲ့ခန်းသားပဲဖြစ်ပါရဲ့ရှင်ကိုရဲ့ဒီဇိုင်းတွေအားလုံးကတကယ်မိုက်တယ်ပေါ့နော်ရက်ဆိုလဲအင်းကြီးအထည်တိုင်းထည်ချင်းစီကိုရမ်းသဘောကျတာပေါ့နော်ဒါကရင်ရိုးရာဝတ်စုံကိုမှဒီနေ့ kid fashion နေနဲ့ဒါပေါင်းဆက်ထားတာပေါ့တကယ်ရမ်းကြည့်လို့ရမ်းမိုက်တယ်ပြီးတော့အင်ဂျယ်တို့ဒီနေ့မှာ make up တွေအလှပဆုံးလင်းချယ်ပြီးရအင်ဂျယ်ချစ်ရတဲ့ make up artist ဂျူးကိုလည်းဒါပန်းစီပေးရတဲ့ခန်းသားဖြစ်ပါတယ်ဂျူးရဲ့ fashion ဆိုတာအင်ဂျယ်ရန်သဘောကျတာပဲကင်တင်တိုင်းလေးလာခေါင်းဝင်လေးပေါ့နော်အဲ့ဒါလေးကိုမှအောက်က boot အရှိနဲ့တကယ်မိုက်တယ်အင်ဂျယ်နောက်ပိုင်းမှာအဲ့လိုမျိုး whip ဖြစ်မဲ့ design တွေမှာတစ်ခုပါတယ်ပေါ့နော်ဒါတကယ်ကိုလုံးဝfashionable အပြည့်ဖြစ်တယ်လို့ခံစားရတယ်ဂျူးရဲ့ fashion လုံးဝပြတ်သက်မိမိုက်အင်ဂျယ်နဲ့စပင်စတိုင်ရန်တူရဲ့အမားကတော့ဒါအင်ဂျယ်တို့ဒီနေ့မော်ရယ်ဝစန်ထားတဲ့ဒီပေါ့နော်ကရင်ပိတ်စာတွေအကုန်လုံးကိုကုညီပံ့ပိုးပေးထားတဲ့အင်ဂျီဆိုင်အမားပဲဖြစ်ပါတယ်။မောင်လည်းကျေးဇူးများတင်ပါတယ်ရှင်။အခုကတော့ပွဲလေးပြီးသွားလို့ဖနာလေးရှောက်နေရပဲဖြစ်ပါတယ်။ဒီကျရဲ့အချိန်တိုင်းနေမှာပြန်တင်ပြတဲ့ vlog လေးကိုအစားအဆုံးကြည့်ပေးခဲ့ကြတဲ့တူတူ6ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်။2025မှာအကျဲကိုအချိန်ပေးပြီးတော့နားနေရလေးလဲကြားသွားပြီဆိုတော့2026မှာတော့အလုပ်တွေအများကြီး vlog တွေအများကြီးနဲ့တူတူအလုပ်ရှိကိုပြောင်းလာဖို့ရှိပါတယ်။ပြီးတော့အလုံးမြင်ချင်နေကြတဲ့အရာတစ်ခုကိုလည်းအကျဲချပြဖို့ရှိရပေါ့နော်။အဲ့တော့ကျတို့2026မှာပို့ပြီးတော့များများတွေ့ကြပါမယ်ရှင်အားလုံးအများကြီးပဲချစ်ပါရဲ့ရေနာ